ဒီတော်လှန်ရေးကဒီပုံတိုင်းသွားရင်ဖြစ်နိုင်ပါမလားဒီမိုကရေစီလမ်းနဲ့နှီးပါမလားဥပမာဖြင့်အိန္ဒိယနိုင်ငံထိုင်းနိုင်ငံကိုကြည့်လေထိုင်းနိုင်ငံလောက်အာဏာသိမ်းတဲ့နိုင်ငံဘယ်မှမရှိဘူးဗျနိုင်ငံရေးသမားတွေအနေနဲ့ဒီလိုကိစ္စမျိုးတွေမှာမကျေနပ်တဲ့လူငယ်တွေကိုတော်တယ်မောင်းမထုတ်ပြည်တွင်းမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုအပြင်ကနေပြီးတော့ကျွန်တော်တို့တစ်ဖက်အမြင်နဲ့ပဲကျွန်တော်တို့သတင်းသမားတယောက်အနေနဲ့ပြောနေဆွေးနွေးနေလို့မရနိုင်ဘူးခင်ဗျဘောရာပြောင်းသွားတယ်ဆိုတဲ့စကားကိုကျွန်တော်အနေနဲ့တော့လက်မခံနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲ88တုန်းကကျွန်တော်တို့တွေကလူငယ်တွေပြီးဒီဒီမိုကရေစီတိုက်ပွဲကိုဆင်နွှဲရမယ်ဆိုရင်လက်နက်ကိုင်တိုက်ပွဲအဆင့်အထိလှုပ်လာခဲ့တာပဲလေ။ဥပမာအဖြစ်ပြစစ်တပ်ကအာဏာသိမ်းတယ်ဆိုတာကိုလက်နက်ကိုင်တော်လှန်မှုနဲ့ပဲအဆုံးသတ်လို့ရမှာလား။ဒါမှမဟုတ်လို့ရှိရင်တခြားနိုင်ငံတကာတွေမှာကြုံခဲ့တဲ့အခြေအနေတွေအရကြည့်မယ်ဆိုလို့ရှိရင်လေအာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်းမှာနိုင်ငံရေးအင်အားစုတွေအနေနဲ့ကိုယ့်ရဲ့ကျင့်ဝတ်သိက္ခာပိုင်းမှာမြင်မာတဲ့အခြေအနေပေါ့ဗျာအဲ့ဒါကိုပို့ပြီးတော့ကင်ဆွဲပြီးတော့တဖြည်းဖြည်းချင်းရင်ဆိုင်ယူပြီးတော့နိုင်ငံရဲ့အခြေအနေကိုကြည့်ပြီးတော့တပြည်လုံးပြန်လဲအဖက်ဆင်နိုင်အောင်ကြိုးစားမလားပေါ့ဗျာဥပမာအဖြစ်အိန္ဒိယနိုင်ငံထိုင်းနိုင်ငံကိုကြည့်လေကျွန်တော်တို့အာရှတိုက်မှာထိုင်းနိုင်ငံလောက်အာဏာသိမ်းတဲ့နိုင်ငံဘယ်မှမရှိဘူးဗျာတကမ္ဘာလုံးမှာကြည့်လိုက်တယ်ဆိုရင်တော့မှပဲဒီဆယ်စုနှစ်တွေအတွင်းမှာအာဏာသိမ်းမှုအဖြစ်အများဆုံးနိုင်ငံလို့ပဲပြောလို့ရတယ်အာဏာသိမ်းပြီးလို့ရှိရင်ဆန္ဒပြတဲ့အခါကျလို့ရှိရင်စစ်တပ်ကလည်းလမ်းမတွေပေါ်မှာပြစ်တာခတ်တာရှိတာပဲဒါပေမဲ့လည်းနိုင်ငံရေးသမားတွေအနေနဲ့ဒီလိုကိစ္စမျိုးတွေမှာကျင့်တဲ့လူငယ်တွေကိုတော်ရဲမောင်းမထုတ်ဘူးတော်ရဲကိုသွားကြပါလက်နဲ့ကင်ပါဆိုတဲ့သဘောမျိုးကိုမလုပ်ဘဲနဲ့နိုင်ငံရေးအနည်းအရာပဲတတ်နိုင်ဆုံးဖြည့်ရှင်းဖို့ကြိုးစားကြတော့တွေ့ရတယ်လေအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါတွေကိုပြောနေရင်လည်းပဲပြန်ပြောရမယ်ဆိုလို့ရှိရင်အခုပြိပခါကအခုဆိုလို့ရှိရင်9နှစ်နီးပါးဖြစ်နေပြီအဲ့တော့တကယ်တမ်းအခြေအနေတစ်ခုကိုထိတ်တိုက်ရင်ဆိုင်မလားစစ်တပ်ကခင်းပေးထားတဲ့အပြည့်အခတ်ရဲစဲရေးနဲ့ငြိမ်းချမ်းရေးလမ်းသွားမလားဆိုတာကိုတော့စဉ်းစားရမယ့်အချိန်ရောက်နေကြပါပြီ